baby ဒီမှာ baby ကြိုက်တဲ့ strawberry လက်ဖြတ်လေးဝယ်လာတယ်ရောကိုကထောပတ်သေးတောက်မယ် baby ကထောပတ်တီတောက်ချင်တဲ့ဟာကို ဩ baby ကထောပတ်သေးတောက်ချင်ထောပတ်သေးတောက်ပေါ့ baby ရဲ့ကို strawberry တောက်လိုက်မယ် ဟိုဒါက baby တောင်းလို့ပေးရလေကိုရဲ့စိတ်ရင်းမှန်နဲ့ပေးရမှာမဟုတ်တာ ဒီလိုတော့ထောပတ်သေးရော strawberry ရော baby ပဲတောက်လိုက်တာရော ကို baby ကိုမရွေးနဲ့နော် ဘာမှရွက်လို့လဲ baby ရဲ့ ရွေးတာမဟုတ်ရင်ဘာလုပ်တာလဲဒါဩတိတိကိုက baby ကိုအေးနှစ်ခွက်လုံးတိုက်ပြီးရင် baby ချောင်းဆိုးရင်ကြက်ပြီးတော့နင်းနေတဲ့ရောက်ကိုလောက်ကြံနေရမလားခုမှပဲကိုရဲ့စိတ်တဲ့အမှန်ကိုသိလိုက်ရတယ်ကိုကအစကတည်းကအေးနှစ်ခွက်လုံးတယောက်တည်းတောက်ချင်နေတာကို တော့တော့ဖြစ်တဲ့ကောင်ကပြေအောင် Come on, turn the radio on.